နဗီကိုနိုင်အောင်ထိုးနိုင်မဲ့သူမရှိဘူးဆိုပြီးအခုလိုကြွယ်ပြလာတဲ့ Chat Tree နဗီကိုနိုင်အောင်ထိုးနိုင်ရင်ဘတ်3သိန်းခွဲချက်ချင်းပေးမယ်ဆိုပြီးထိုင်းတနိုင်ငံလုံးကို Chat Tree ကစိန်ခေါ်လိုက်ပါပြီဒါဟာတကယ်ပဲနဗီကဆရာကြော်လုံးနေလို့လားဒါမှမဟုတ် Chat Tree ကပဲ Olympic အတွက် promotion ဆေးနေတာလားပရိသတ်များလုံးမင်္ဂလာပါခင်ဗျာ One Championship ဥက္ကဋ္ဌ Chat Tree ဆိုတာစကားပြောရင်မြေတံပရိသတ်တွေကြားမှာလိုင်းထန်သွားစေမယ့်အကြောင်းအရာတွေကိုရွေးချယ်ပြောဆိုတတ်တဲ့သူတစ်ယောက်ပါအခုလေတကမ္ဘာလုံးကအယုံဆိုင်နေတဲ့လူငယ်ကျုပ်ဝင် fighter လေး Navray အာနန်နဲ့ပတ်သက်ပြီးတော့ထိုင်းတနိုင်ငံလုံးကိုတရားဝင်စိန်ခေါ်မှုကြီးတစ်ခုလှုပ်ချလိုက်ပြန်ပါပြီအဲဒါကတော့အပြော်တန်းလက်ဝဲစီးမြင့်တဲ့ Navray ကိုအနိုင်ထိုးတတ်နိုင်မဲ့ထိုင်းနိုင်ငံကဘသူကိုမဆိုဘတ်ငွေ3သိန်းခွဲစုငွေချီးမြှင့်သွားမယ်ဆိုတဲ့ AR မှကြေညာချက်ပါပြီဒီစိန်ခေါ်မှုကတာမန် promotion လုပ်တာထက်အများကြီးပေါ်ပါတယ် Chat Tree က65ကီလိုနဲ့80ကီလို weight တန်းတွေကိုတေချာလေးလာခဲ့ဖြတ်ပြီးတဲ့နောက်မှာလက်ရှိထိုင်းနိုင်ငံရဲ့အဲ့ဒီ weight တန်းတွေမှာ Navray ကိုရှင်နိုင်မဲ့သူတယောက်မှမရှိဘူးလို့အခိုင်အမာယုံကြည်ထားတာပါတရင်စာရှင်းလင်းပွဲမှာသူကနောက်ပြောင်တလူနဲ့ပြောသွားပေမဲ့သူရဲ့လေတန်းနဲ့မျက်လုံးတွေထဲမှာတော့Navrayရဲ့အရေးချင်းပေါ်ကိုရာခိုင်နှုန်းပြည့်ယုံကြည်နေတဲ့မာနတွေကိုအထင်သာမြင်တွေ့နိုင်ပါတယ်။ဘာဖြစ်လို့ Chat Tree ကအခုလိုအချိန်မှာဝင်ပြီးတော့ Navray ကိုအကာအကွယ်ပေးနေရတာလဲ။ဇလန်ရဲ့အဓိကအစားကတော့လာမယ့်2028ခုနှစ်အိုလံပစ်ပြိုင်ပွဲကြီးပါပဲ။ Navray အနေနဲ့2028အိုလံပစ်မှာထိုင်းနိုင်ငံကိုစားပြုဖြစ်ဝင်ရောက်ရှင်ပြိုင်ခွင့်ရဖို့ပြင်ဆင်နေတဲ့အချိန်မှာထိုင်းလက်ဝဲတိုင်းဝိုင်းကြားမှာကြီးမားတဲ့ဝေဖန်မှုတွေထွက်ပေါ်နေခဲ့ပါတယ်။အပြော်တန်းလက်ဝဲလောကမှာနေပေါင်းများစွာသွေးထွက်တန်ရုံရုန်းကန်ပြီးအိုလံပစ်ဝင်ခွင့်ကိုခက်ခဲစူးစမ်းနေကြတဲ့ကစားသမားတွေအများကြီးရှိပါတယ်။အဲ့လိုလူတွေကိုကြော်ပြီးတော့ Navray က One Championship ရဲ့ကြောထောက်နောက်ခံChat Tree ရဲ့ဩဇာတိတ်ကမားတွေနဲ့ဖျက်လန်းကနေအိုလံပစ်ဝင်ခွင့်ကိုအလွယ်တကူယူရမယ်ဆိုပြီးအကြီးအကျယ်အတန်တွေထွက်နေကြတာပါဒီလိုဝေဖန်မှုတွေဆူညံနေတဲ့အချိန်မှာ Chat Tree က Navray ဘက်ကနေပြက်ပြက်တသားဝင်ရက်တီပေးလိုက်တာတကယ်ကိုညင်မြမားတွေတံမြင်တိုက်စစ်တစ်ခုပါပဲမင်းတို့က Navray ကိုအိုလံပစ်သွားဖို့မထိုက်တန်ဘူးလို့ထင်နေတာလားကဲဒါဆိုရင်လာခဲ့လေသူ့ကိုအပြော်ရန်စီးမင်းနဲ့နိုင်အောင်ထိုးပြနိုင်ရင်ဘတ်3သိန်းခွဲယူသွားဆိုပြီးတော့ဝေဖန်နေတဲ့သူတွေအားလုံးရဲ့ပါဇက်ကိုပတ်စံနဲ့ပိတ်ပစ်လိုက်တာပါဒါဟာ Navray ကအပြော်ရန်လက်ဝဲမှာလည်းဘယ်လောက်အစွမ်းထက်လဲဆိုတော့ကိုတနိုင်ငံလုံးသိအောင်လက်တွေ့သက်သေပြဖို့လမ်းခင်းလိုက်တာပဲဖြစ်ပါတယ်နေစတဲ့ပိုင်းအကြည့်မယ်ဆိုရင်လည်း65-80ကီလိုဝေးတန်းမှာNavrayရဲ့အရမောင်းနဲ့လက်တံအရှိကပြိုင်ဘက်တွေတော်တကယ်ကိုညာဘက်အိမ်မပြောနိုင်စရာအိမ်မဆိုးကြီးတကူပါအပြော်လက်ဝဲဆိုတော့အလဲထိုးတာထက်အမတ်ပေးစနစ်ကိုအဓိကထားကစားရတာဖြစ်လို့အဝေးကနေရှေ့လျားရဲ့လက်တံတွေနဲ့ထောက်ထိုးပြီးတော့အမှတ်ယူတတ်တဲ့ရှောင်းတဲမှုမြန်ဆန်တဲ့Navrayလိုကစားမမျိုးကိုအနီးကပ်ဝင်လုံးမှုဆိုတော့လုံးဝမလွယ်ကူတဲ့ကိစ္စပါထိုင်းနိုင်ငံမှာမွေထိုင်းချုံမော်တွေအများကြီးရှိပေမဲ့တတောင်းတွေခြေကန်ချက်တွေမပါဘဲနဲ့လက်တီးတီးတန့်ပဲ3ရတဲ့အမတ်ပေးစနစ်တက်နဲ့သွားတဲ့အပြော်လက်ဝဲစီးမြင့်မှာတော့Navrayကိုကြော်ဖြတ်ဖို့ဆိုတာတကယ်ကိုခက်ခဲတဲ့တောင်ကမ်းမရန်ကြီးတစ်ခုလိုဖြတ်တန်းရတယ်လို့ဖြစ်နေမှာပါအဲဒါကို Chat Tree ကကောင်းကောင်းကြီးသိထားလို့လေအခုလိုရဲတင်းတင်းစိန်ခေါ်ရဲတာဖြစ်ပါတယ်Chat Tree ရဲ့ဒီကြွေးကြော်တန်ကြောင့်ထိုင်းနိုင်ငံကလက်ဝဲကလပ်တွေနာမည်ကြီး fighter တွေကြားမှာဘယ်သူထွက်လာမလဲဆိုတာကတော့အင်မတန်စိတ်ဝင်စားဖို့ကောင်းနေပါပြီဘတ်3သိန်းခွဲဆိုတာနေတဲ့ငွေပမာဏမဟုတ်ပါဘူးအဲဒါပေမဲ့ငွေကြေးတဲ့ပိုရေးကြီးတာကဂုံတိတ်ခါပါတနိုင်ငံလုံးမှာနိုင်မဲ့သူမရှိဘူးလို့စော်ကားခံလိုက်ရတဲ့ထိုင်းလက်ဝဲလောကကဒီစိန်ခေါ်မှုကိုဘယ်လိုတုံ့ပြန်မလဲNavrayကပဲ Chat Tree ရဲ့ယုံကြည်မှုကိုတက်တည်ပြပြီးအိုလံပစ်ထိခြေလန်းနိုင်မလားအဲဒါမှမဟုတ်ဒေါ်ဂျိုအောင်ကြားကပါရမီရှင်တရားရောက်ထွက်လာပြီးတော့Chat Tree ရဲ့ဘတ်3သိန်းခွဲကိုယူသွားမလားဆိုတာကတော့ကိုကံပညာအခသားကိုချင်းမြတ်နိုးကြတဲ့ပရိသတ်တွေအတွက်မျက်တောင်မခတ်တန်းစောင့်ကြည့်ရမယ့်ဇလန်တစ်ပုဒ်ဖြစ်လာတော့မှအသေးကြပါပြီ။ညီကိုတို့ကရောNavrayနဲ့ပတ်သက်လို့ promotion ဝင်စင်းပေးနေဝင်ကာကွယ်ပေးနေတဲ့ Chat Tree ရဲ့စကားတွေပေါ်ကိုဘယ်လိုမြင်ကြလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုလည်း comment ကနေအားရပါရမျှဝေပေးသွားခဲ့ကြလို့ရပါတယ်ခင်ဗျာ။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။